ဘာတီးလဲ ဟမ် ဒါဘာတီးလဲ ဖျန်းသီးလေဒါတော့မသိလို့လားဘယ်နိုင်ငံပြန်လာတော့ အော်ဟွာလေဘယ်လိုရောင်းလဲ 900ဘူး3လုံး နည်းနည်းကြီးရလေးပေးပါလား လက်ကြီးလား ကြောက်အရင်ကြီးရှည်မကြိုက်ဘူး ဒါလေးတော့ တုတ်ရှည်ရှည်လေး မချက်စားမလားဘာလို့ဖို့လို့မ ချက်စားဖို့ပေါ့လှမကိုကချက်စားတယ်ဟင်းပွဲလေလှမလေးညီတို့လိုလမ်းပေးသေးတယ်ဒီဘာနာလဲမှာတော့ သူများတွေကတော့လေချက်စားဖို့ဆိုရင်ဒီလိုမျိုးပိုးမပါရလေရွေးပြီးတော့အမတမစိုက်တွေရွေးနေလို့လေဘာလို့မလို့လဲလို့ အမကြတော့လေ fine dining you know fine dining အဲ့လိုမျိုးဟင်းပွဲကိုအလှဆင်ပြီးတိမ့်ချီတန်တဲ့ဟင်းပွဲမျိုးပြောအမအလှဆင်တာစားတဲ့အခါလေကောင်းကောင်းလေးအရသာရှိစားတာအာ cucumber ငါပြောင်း cucumber လေးပြောင်းဘယ်ဈေးလဲ ဘာလို့ပြောလဲဝယ်ယူပြက်ဘာလို့ပြောနားမလဲဝယ်ယူပြက် ဈေးတွေကလည်းစွာလိုက်တာ မလိုပဲပြောနားမလဲဒီမှာ တက်ခွာသည်တက်ခွာသည် တခွားတိတွေကြာ ကြီးလေး ကြီးလေးတော့ဒါကြီးရဲ့မ ချီဆိုင်မကြိုက်ဘူး အာဒုက္ခပဲစိတ်ညစ်လိုက်တာဒါအကုန်ပဲ ဒါဘယ်လိုရောင်းတာလဲ နှလုံး900 3လုံး900ထားလိုက် ဟို3လုံး900တော့မရဘူးမနေ့ကလည်းအမအဲ့လိုတွေစစ်ပြီးတော့မှဝယ်လည်းမသွားဘူး ဝယ်ပါတယ်ဟိုဟာလေကစုံရက်တစ်စည်းဝယ်သွားရလဲအမလေးဒီလိုအသီးနှံဆိုတာလေခန္ဓာကိုယ်အတွက်ကျန်းမာရေးဆိုတာသိတယ်။တို့ပေမဲ့အမက organic fan ကွာအဲ့လိုမျိုးဒါတမျိုးတနာလို့အားပေးတာ organic fan ဆိုတာအဲ့နိုင်ငံတကာ international ပို့ရဲအဲ့လိုမျိုးအသီးရွက်လက်လက်ဆက်ဆက်တယ်လေ။တမျိုးတို့ဒီအသီးရွက်တွေကပိုးသက်စီတွေသုံးထားလားပါလားမသိလို့လေအားနာလို့အမေအိမ်မှာကျတော့လေအစွန်ထုတ်တယ် seafood တွေအဲ့လိုမျိုးပေါ့နော်အဲ့လိုတွေပဲစားတာပေါ့။ အားကိုရှာရှိတာပါလားကျမတို့အဲ့စီးဖူးတွေစီးမဖူးတွေနားမလဲဘူးလေအမရဲ့ဒုက္ခပါပဲအမမပြီးတော့ဘူးမနေ့ကလည်းကစိုးရဲ့တစည်းကိုအကြာယူတယ်ဒီနေ့လည်းမပြီးနိုင်တော့ဘူးเนาะကျမစိတ်မရှိတော့ဘူးယူဘယ်အိမ်မှာလဲပြောယူသွားလိုက်တော့ အမကစုံရက်ရောင်းတာလားဒီလိုစိတ်နေရောင်းတာလား မရနဲ့ ဟဲ့ရောင်းလိုက်တာဂျိုင်းလိုက်တာဟဲ့သေးတယ်မဟဲ့နေရှမ်းပြလို့မကြိုးပါနဲ့နင်လိုလမ်းပေးစေးတဲ့အောက်တန်းစားမနဲ့ငါလိုစိတ်နေဝတ်ထားတဲ့တထေးမနဲ့ရှင်ပြီးငါရံဖြစ်เสียလားညီကိုငါ